အီရန်မှာအခုဖြစ်ပျက်နေတာတွေက Iran ရှေ့လက်ပိုင်းနဲ့အခြားနိုင်ငံတွေကိုထိခိုက်လာနေပါတယ်အမေရိကန်နဲ့အစ္စရေးတို့အီရန်ကိုစစ်ပြုတာကဘာကြောင့်နိုင်ငံများပြားကိုထိခိုက်တယ်ဆိုတာကိုနားလည်ဖို့မြေပုံတချို့ကိုကြည့်ဖို့လိုပါမယ်အီရန်နဲ့ပတ်သက်ပြီးပထမဆုံးသိတင်တာကဒီနိုင်ငံကအကြီးကြီးပါပြင်သစ်ဂျာမနီစပိန်သုံးနိုင်ငံပေါင်းထက်ပိုကြီးပြီးတော့လူဦးရေတန်း90နေထိုင်တဲ့နိုင်ငံမှာနိုင်ငံဧရိယာကကျတော့အာရှအနောက်ပိုင်းနဲ့အရှေ့လက်ပိုင်းနေရာတော်တော်များများနဲ့ချိတ်ဆက်နေပါတယ် Iran has always been seen as a kind of gateway. အီရန်ကိုအရှေ့ဘက်ကိုသွားတဲ့တကပောက်အရှေ့ဘက်ကလာရင်လည်းအနောက်ကိုသွားတဲ့တကပောက်လို့ရှုမြင်ကြပါတယ်။သူ့တောင်ဘက်ကပါရှန်ပင်လယ်ကွေ့ဟာကမ္ဘာရေနံစိုက်ပျိုးရေးဆိုင်ရာနဲ့တခြားကုန်တွေကုန်သွယ်ရာမှာအချက်အချာအကျဆုံးရေချောင်းတွေကတစ်ခုပါ အီရန်ကပင်လယ်ကွေ့ဘက်မှာအင်းဂျင်ခုနိုင်ငံရှိပြီးတော့အီရန်နဲ့သူတို့ရဲ့ဆက်ဆံရေးကခဏခဏပြဿနာရှိပါတယ် Iran doesn't really have အိမ်နာနီးချင်းနေတဲ့မှာမိတ်ဆွေတိတ်မရှိပါဘူးအီရန်နဲ့ကျန်တဲ့ပင်လယ်ကွေ့နိုင်ငံတွေရဲ့ဆက်ဆံရေးကလည်းအီရန်မှာ1989ဒေါ်လာရေးစကလေးကတင်းတင်းမာမာဖြစ်ပါတယ် အဲ့ဒီဒေါ်လာရေးကအီရန်ကိုလုံးဝပြောင်းလဲလိုက်ပါတယ်ပြည်ပမှာတည်ဆောင်နေရတဲ့ဗတာရီကောင်းဆောင်ရာဒိုလာခိုမီနီနိုင်ငံကိုပြန်လာနိုင်ပြီးတော့အစ္စလာမစ်ပြည်သူ့သမ္မတနိုင်ငံထူထောင်လိုက်ပါတယ်အဲ့ဒါကအီရန်နဲ့ပင်လယ်ကွေ့နိုင်ငံတွေဆက်ဆံရေးသမကအီရန်နဲ့အမေရိကန်အစ္စရေးတို့နဲ့ပါဆက်ဆံရေးကိုပြောင်းလဲသွားစေတဲ့ဖြစ်ပါသူတို့ဟာမဟာရန်သူတွေဖြစ်ကုန်ပါတယ်အစ္စရေးနိုင်ငံရဲ့တရားဝင်မှုကိုအီရန်ခေါင်းဆောင်တွေကအမြဲတမ်းဆန့်ကျင်တယ်လို့အမေရိကန်ဟာသူတို့ရဲ့အကြီးမားဆုံးရန်သူလို့ဆိုပါတယ်အီရန်ဆိုရကတော့သူတို့ရဲ့နျူကလ িয়ার စီစဉ်ဟာငြိမ်းချမ်းတဲ့ရွေးချက်နဲ့သာဖြစ်ကြောင်းအကြိမ်ကြိမ်ပြောထားပြီးတော့နျူကလ িয়ার နဲ့ထုတ်ဖို့မဟုတ်တဲ့အကြောင်းညွှန်ဆိုထားပါတယ်ဒီပုံကိုတစ်ခါပြန်ကြည့်ကြပါစို့ရှေ့လက်ပိုင်းကဒီနိုင်ငံတွေအားလုံးမှာအမေရိကန်စစ်တပ်ရှိပါတယ်ဒါကအစ္စရေးဖြစ်ပြီးတော့အီရန်နဲ့အနီးဆုံးနေရာမှာဆိုကီလိုမီတာ1000လောက်ပဲဝေးပါတယ်ဒါတွေအားလုံးဟာအီရန်ကမစ်ဇိုင်းပစ်နိုင်တဲ့ကွာဝေးအတွင်းမှာရှိပါတယ် Iran has quite an impressive missile. အီရန်မှာမစ်ဆိုင်းတော်တော်များများရှိပါတယ်ကီလိုမီတာရာနဲ့ချီထောင်နဲ့ချီအကွာအဝေးတွေအထိပစ်နိုင်တဲ့မစ်ဆိုင်းတွေပါနောက်ပြီးအီရန်ကအတော့အဆင့်မြင့်တဲ့ drone နည်းပညာရှိထားပြီးဒါကိုလောလောလတ်လတ်ဖြစ်နေတဲ့ပြည်ပခါတွေမှာသူတို့သုံးနေပါတယ် ဒါပေမဲ့အီရန်ရဲ့ကောင်းရေးဗျူဟာကမစ်ဇိုင်းတွေ drone တွေတင်တာမဟုတ်ပါဘူးဒေါ်လာရေးချိန်တက်ကသူတို့တွေးခေါ်ကိုပြပကိုတင်ပို့ထားတာပါဒီတော်တွေကလက်နက်ကိုင်အဖွဲ့ကွန်ရက်ကိုသူတို့ကထောက်ပံ့မှုတွေပေးပြီးတော့ခုခံရေးဝန်ထမ်းကိုထူထောင်ထားတာအများစွာရှိပါပြီ Iran has အီ built ရန်ကအဲ့ဒီဖွဲ့တွေနဲ့ဆက်ဆံရေးထူထောင်ထားပြီးကာကွယ်ရေးရန်တရားကိုတိစောက်ထားတာပါ ဖြည်းဖြည်းနဲ့အဲ့ဒီရန်ရတဲ့မှာဂါဇာကဟာမတ်စ်၊လက်ဘနွန်ကဟစ်ဇ်ဘူလာ၊ယီမင်ကဟူသီ၊အီရတ်ကအုပ်စုတချို့နဲ့အရင်ဆီးရီးယားအစိုးရတို့ပါဝင်လာခဲ့ပါတယ် there was always